အရင်တို့ပြီးမှတို့ထိုင်းလိုမျိုးပြောချင်တယ်ဆိုရင်ဒီလိုလေးပြောသွားလို့ရတယ်အရင်စားกินก่อนกินก่อนအရင်သွားไปก่อนไปก่อนအရင်လုပ်ทำก่อนทำก่อนမလုပ်ခင်ဆိုလို့ရှိရင်ก่อนทำก่อนทำမသွားခင်ဆိုရင်ก่อนไปก่อนไปမစားခင်ဆိုလို့ရှိရင်ก่อนกินก่อนกินနောက်မှစားမယ်ဆိုရင်တော့กินทีหลังกินทีหลังနောက်မှစားမယ်ပြီးမှစားမယ်ပေါ့နော်ไปทีหลังไปทีหลังနောက်မှသွားမယ်ပြီးမှသွားမယ်ทำทีหลังနောက်မှလုပ်မယ်ပြီးမှလုပ်မယ်အဲ့လိုမျိုးပြောချင်တာဖြစ်ပါတယ်ဒီစကားလုံးလေးတွေကိုမမီရဲ့နေ့စဉ်သုံးမှာပြန်လည်ပြီးတော့အသုံးပြုနိုင်ပါတယ်ထိုင်းစာထိုင်းစကားကိုအခြေခံကနေစပြီးတော့တမ်းပြောက်တဲ့အထိသင်ကြားလိုပါကအခုဖွင့်ထားတဲ့ Zoom သင်တန်းမှာလာရောက်ပြီးတော့အနံ့နိုင်ပါတယ်